ဝါဒီတခါစကုလေးကတော့ထူးထူးခြားခြားလေး Valentine Day နေ့ဖေဖော်ဝါရီ14ရက်နေ့မှာမွေးတယ်တဲရုံးလေးချစ်စီတော့ခါ လေးအတွက်ကိုမမဝိုင်ကစကု9ခေါက်တောင်မှခတ်ပြီးမှာပါတဲရုံးလေးပျော်ရွှင်သွားဖို့အတွက်ထိုင်နဲ့မေမေကမမဝိုင်ကိုစကုလေးခတ်ဖို့စီစဉ်ထားတာပါတဲရုံးလေးရေခုလက်နော်ဟောမကြည့်ဒီ blind box လေးပေါက်ပါစေဒါလေးကကြတော့စကုထဲမှာထည့်ထားတဲ့ blind box လေးမျက်လုံးနှလုံးတောင်မှလှည့်လို့ရတယ်မန် blind box လေးနော်ကဲစပြီးတော့ခတ်တော့မယ် blind box topping လေးကို box လေးထဲထည့်လိုက်ပြီနော်topping တွေအများကြီးထည့်လိုက်ပြီကဲ9ကောက်တောင်ဆိုတော့ရှင်တွေတော့တော်တော်ခုံးနေပြီမမဝိုင်စူးစမ်းပြီးတော့ခတ်ပေးမယ်နော်ထဲထဲမှာလေ topping တွေကအများကြီးပဲချောင်းတောင်အတန်နေမြည်နေတယ်ကဲ topping တွေကိုထောင်းပို့ပြီးတော့နရံနဲ့ပုတ်ဆွဲပြီးတော့ဆွဲထလိုက်တာဟေးဘာတွေတက်လာလဲဆိုဖော့စီပဲတက်လာဟုတ်တော့အများကြီးပဲဆိုအများကြီးပဲပြုံးမစမ်းနဲ့နော်ပြုံးမစမ်းနဲ့တော့နော်လို့ဆိုအတက်တော့ရှူလို့မရဘူးကဲတက်တော့တလုံးတက်တော့ကိုအရှူဟာ oh my god အများကြီးပဲဖောက်ကတော့ second time school လေးခတ်မှာပါကဲရင်းနေခုံနေပါပြီဟေးစားပါပြီဟေး where is blind box ကဲစားပါပြီ oh no မပါသေးဘူးခတ်လိုက်တော့မယ်ယေ oh my god ပါလာပြီလဲတော့မသိဘူးအများကြီးပဲချလိုက်မယ်ဟိုဘိုင်းမောက်တော့ဘယ်ရောက်နေရလဲလို့ဆိုဟာမဲမဲလေးထားလိုက်ဟိုမှာမဲမဲလေးအပေါ်ဆုံးဖြစ်တဲ့တောင်ပြုတ်ကြတော့မှာပဲအမေခေကြပါဦးခေကြပါဦးမဖြစ်ဘူးနော်ပြုတ်ကြတော့မှာပဲအမေလိုက်ဖို့တော့လိုက်ဖိုင်းနဲ့မေယေမေယေအမေချွေးနေတော့ပြောင်းရတယ်ပြောတော်ပြီနဲ့ပါလာပြီနော်၄ချိန်မြောက်ပါ2 3ကဲဘာလေးတွေပါလဲဆိုတာမမဝိုင်နဲ့တူတူထည့်ကြမယ်ပထမဆုံး blind box topping လေးကနေပြီးတော့စာပြထည့်ပါပါယေမန် blind box လေး3ခုတည်းကဘယ်ဟာလေးကိုထည့်ပေးရင်ကောင်းမလဲမသိဘူး mini money more secret ကြပါစေဒါလေးကကြတော့19500တောင်မှရှိရနော်တတုံးလေးတန်သွားပြီအလေးကကြတော့10 color pen နဲ့ okay 10 color pen ကထုံတဲ့ကဘယ်ဟာထည့်ပေးရမလဲထုံထည့်ပေးရမလား trala လေးထည့်ပေးလိုက်မယ်နော်ဟောနောက်ပြီးတော့ slime topping လေးက3ခုတောင်ပါတယ်3ခုဆိုတော့မမဝိုင် slime ကို color matte 2ထည့်ပေးပါမယ်တပူဟိုဟာလေးတပူလိမ္မော်လေးတပူပေါ့နော်ဒီ3ခုထည့်ပေးမယ်နောက်ထပ်ဒါလေးကကြတော့ eraser လေးပါeraser လေးက2ခုတောင်ဆိုတော့မမဝိုင်ပုံစံမတူထည့်ပေးမယ်ပထမဦးဆုံးက pink လေးထည့်ပေးလိုက်မယ်နော်pink ကိုနည်းနည်းခတ်ဖောလေးပေါ့နော်ဒါလေးကတစ်ခုနောက်ကြတော့ဒီ eraser လေးထည့်ပေးလိုက်မယ်သူကကြဘေးနောက်မှာပြည်တဲ့နောက်ပါတယ်ပြင် refill နှစ်ခုလည်းပါတယ်ကြတော့ lock ဆိုလေးက coloring book တဲ့ okay coloring book ကတစ်ခုပဲပါတယ်မမဝိုင်ဘာရွေးပေးရမလဲခရိုမီရှိရယ်ဘာဘီရှိရယ် street ရှိတယ်ဆိုတော့ခရိုမီလာပါတယ်ခရိုမီလေးထည့်ပေးလိုက်မယ်နော်တဲ့လေဒီ topping လေးကကြတော့ nail sticker box okay နှစ်ခုတောင်မှပါတယ် nail sticker box ကခုထည့်ပေးမယ်စနမရို topping လေးကကြတော့ mini blind box okay mini blind box လေးတွေကလည်း design စုံလေးတွေရောက်တယ်သိလားဘာထည့်ပေးရမလဲဆိုတော့ဒါကဘာလေးလဲဆိုတော့ baby tree stitch ရှိမယ် ultraman ရှိမယ်ဆိုတော့ baby tree တွေကပိုလာတယ်သိလားအသက်ရောက်တာလေးဒီနေ့မှအသက်ရောက်တာဒါလေးထည့်ပေးလိုက်မယ်ဒါလေးကကြတော့ surprise bag လေးပါနှစ်ခုတောင်မှရတယ်နော် surprise bag ကလည်းဒီမှာဆိုအများကြီးရှိရယ် van ကြားတဲ့အသက်ထွက်တာတော့ဒါကကြတော့ blurry ရှိမယ် stitch ရှိမယ် mickey ရှိမယ်Minecraft လည်းရှိမယ် main ကလေးဆိုတော့ထုံတစ်ခုနဲ့ main ကလေးဆန်တာဆို stitch လေးလာမယ်တဲ့ stitch လေးနဲ့ဒူလေးထည့်လိုက်မယ်နော်ဒါလေးကကြတော့ name card လေးပါ name card လေးကဒါလေးထည့်ပေးလိုက်မယ်နော်ဒီ topping လေးကကြတော့ cute sharpener ချွန်ဆက်ကလေးပါ topping က2ခုတောင်ပါတော့ဒီထဲတွေကတစ်ခုအဝါရောင်လေးလာတယ်ဟောဒီထဲတွေကတစ်ခုပေါ့နော်ဒါလေးလာပါတယ်ဒါလေးထည့်ပေးပါမယ်နောက်ဒီ topping လေးကကြတော့ sticker book တဲ့ sticker book topping က3ခုတောင်ပါတော့မမဝိုင်နဲ့ symbol တွေမှာသွားရွေးအောင်မယ်ဒီထဲတွေက frozen လေးယူမယ်နောက်တစ်ခုကကြတော့လာပူရအောက်သွားရွေးဒါလေးပဲယူလိုက်မယ်နော်ဝါ sticker မှာ sticker တွေဆိုအများကြီးရောက်ထားတယ်ဒီထဲတွေကနေပြီးတော့မမဝိုင်က2ခုထပ်ပြီးရွေးမယ်ပေါ့နော်ရေးပါတဲ့ sticker လေးအရန်လာတယ်ဒါလေး capybara ရှိမယ်ဟောနောက်ပြီး stitch ရှိမယ်ဟောဒါလေးကကြတော့ဒါလေးကဖောင်းချွတ် sticker လေးဒါဆိုရင်မမဝိုင်ကကပီဘာရာလေးထည့်ပေးလိုက်မယ်နော်ဒါလေးကကြတော့ color pencil လေးပါ color pencil ကမမဝိုင်တို့ဒီဟာတွေကတစ်ခုဆိုတော့ဒါကကြ pencil လေးထည့်ပေးလိုက်ပါတယ်သူ့ပေါ်မှာဆိုရင်ချွန်ဆက်ကလေးတောင်ပါတယ်ဒါလေးကကြတော့ notebook သုံးပုံ notepad topic လေးခုတောင်ပါတော့မမဝိုင်အစုံထည့်ပေးမယ်နော်ဒီပါ notebook ကလေးကတအုပ်နောက်ပြီးတော့ notepad ကလေးကတအုပ်နောက်ထပ်နှစ်ခုကို symbol သွားယူမယ်ပါတယ်ဒီလားPPC sticker ရော UU sticker ရောပါတယ်အဲ့ထဲတွေကဒါလေးထွက်ပေးမယ်ဟောအတွင်းထဲမှာကျုံဘန်းနီလေးရောဘာလေးလဲဘန်းနီလေးလည်းရှိရယ်ဝုံရုပ်ကလေးလည်းရှိရယ်ဖားလေးလည်းရှိရယ်။ Oh so cute ပဲ။ဝုံလေးကလည်းလှလိုက်တာ။ဘန်းနီလေးပဲထည့်ပေးလိုက်မယ်နော်။ချစ်စရာလေး तू ကလည်း sticker ပဲနော်။အလေးကကြတော့လှပူပူ key chain လေးပါ top က4ခုတောင်ပါရင်နော်။ခုကဒီဟာလေး key chain ကတစ်ခု၊နှစ်ခုအပြင်တဲတုံးလေးတော့စာအုပ်တို့တစ်ခုကိုခတ်ချင်တဲ့တော့လေးတွေကိုခတ်လို့ရတယ်။ဒါလေးတစ်ခုမမဝိုင်ထည့်ပေးမယ်။နောက်တစ်ခုတော့အရန်ချစ်စရာကောင်းတယ်လှပူပူကြက်ခောက်ကလေးကိုထည့်ပေးလိုက်မယ်။ 1 2
30အိုးမျိုးပေါင်း30ကိုမှာ blind box လေးလည်းပါတော့လုံးဝကန်ကောင်းနေတော့တဲတုံးလေးချစ်စီတော့ခါပူချီလေး Happy Valentine Day ပါမမဝိုင်ကလည်းတဲတုံးလေးကိုအရန်ချစ်ပါတယ်ဖေဖေနဲ့မေမေစီစဉ်ပေးထားတဲ့ school လက်ဆောင်ပစ္စည်းလေးတွေတဲတုံးလေးစီကိုရောက်တဲ့အခါမှာဖောက်ကြည့်ပြီးတော့ပျော်ရွှင်ပါစေ bye bye